အားလုံးပဲမင်္ဂလာပါမိရွေးဖြစ်ပါတယ်မိဒီနေ့ဒီဗီဒီယိုလေးထဲမှာတော့မင်းသားတို့ညီဟွန်ကိုဆိုတဲ့ဂျပန်စာလေ့လာတဲ့အခါမှာအခြေခံအကျဆုံးစောက်လေးတဲ့အခါတရား6ခုနဲ့ပတ်သက်ပြီးတော့ရှင်းပြပေးသွားကြပါတယ်ဒီဗီဒီယိုလေးစိတ်ဝင်စားရဆိုရင်တော့အဆုံးထိလိုက်ပြီးကြည့်ပေးကြပါအောင်နော်ဒါဆိုရင်စလိုက်ကြအောင်ပထမဆုံးတရားကတော့အခြေခံအကျဆုံးအရာဖြစ်တဲ့တစုံတစ်ခုကတစုံတစ်ခုဖြစ်ပါသည်ဆိုရဲဝကြပဲဖြစ်ပါတယ်အဲ့ဒါကိုတော့ဂျပန်လိုမျိုးနာနီနာနီဝနာနီနာနီဒက်လို့ပြောပါတယ်ဥပမာဒီကအမီလီဖြစ်ပါတယ်ဆိုရင်ဒီနေရာမှာရှီဝအမီလီဒက်လို့သုံးပါတယ်ဝတရှိဝအမီလီဒက်ဒါဆိုရင်ကျောင်းသားတက္ကသိုလ်ကျောင်းသားဖြစ်တယ်ဆိုရင်ဘယ်လိုပြောမလဲတက္ကသိုလ်ကျောင်းသားကိုဂျပန်လိုမျိုးဒိုင်ဂက်ဆေလို့ပြောပါတယ်ဒီဒိုင်ဂက်ဆိုတာကတက္ကသိုလ်ဖြစ်ပြီးတော့ဂက်ဆေဆိုတာကတော့ကျောင်းသားဖြစ်ပါတယ်ဒီနှစ်ခုပေါင်းပြီးတော့တက္ကသိုလ်ကျောင်းသားဆိုရင်တော့ဒိုင်ဂက်ဆေလို့ခေါ်ပါတယ်ဒိုင်ဂက်ဆေဒါဆိုရင်မိကတက္ကသိုလ်ကျောင်းသားဖြစ်ပါတယ်ဆိုရင်私は大学生です私は大学生ですလို့ပြောပါတယ်ဒါဆိုရင်မိကမြန်မာလူမျိုးဖြစ်ပါတယ်ဆိုတော့ဘယ်လိုပြောကြမလဲမြန်မာလူမျိုးကိုဂျပန်လိုမျိုးမြန်မာ人လို့ခေါ်ပါတယ်私はမြန်မာ人です私はမြန်မာ人ですလို့ပြောပါတယ်ဒါဆိုရင်ဒုတိယမြောက် grammar pattern ကိုသွားလိုက်ကြအောင်ဒုတိယမြောက် grammar pattern ကကြတော့တစုံတစ်ခုကတစုံတစ်ခုမဟုတ်ပါဘူးဆိုတဲ့ pattern ပဲဖြစ်ပါတယ်အဲ့ဒါတော့ဂျပန်လိုမျိုးနာနီနာနီဝနာနီနာနီဒေဝအာဒီမာဆန်နောက်တစ်မျိုးကတော့နာနီနာနီဝနာနီနာနီဂျာနိုင်ဒက်လို့နှစ်မျိုးပြောလို့ရပါတယ်ဒီနာနီနာနီဝနာနီနာနီဒေဝအာဒီမာဆန်ကကြတော့နည်းနည်းအရေးသားဆန်တဲ့အတုံးလုံးဖြစ်ပြီးတော့ဒီနာနီနာနီဝနာနီနာနီဂျာနိုင်ဒက်ဆိုတာကကြတော့စကားပြောတဲ့နေရာမှာအများဆုံးသုံးလေးရှိပါအဲဆိုရင်မိကခီမူရာမဟုတ်ဘူးဆိုရင်ဘယ်လိုပြောကြမလဲ私は木村ではありません私は木村じゃないですပြောရပါတယ်ဒါဆိုရင်မိကကုမ္ပဏီဝန်ထမ်းမဟုတ်ဘူး私は会社員ではありません私は会社員じゃないですဒါဆိုရင်မိကဂျပန်လူမျိုးမဟုတ်ဘူး私は日本人ではありません私は日本人じゃないですလို့သုံးပါတယ်ဒါဆိုရင်တတိယပတ်တန်ကိုသွားလိုက်အောင်တတိယပတ်တန်ကကြတော့တစုံတစ်ခုကတစုံတစ်ခုဖြစ်ပါသလားအဲ့ဒါကိုဂျပန်လိုဆိုရင်နာနီနာနီဝနာနီနာနီဒက်စကာလို့သုံးပါတယ်ဥပမာတင်ကအမီလီဖြစ်ပါသလားဆိုရင်တင်ဆိုတာကိုဂျပန်လိုမျိုးအနာတာလို့ခေါ်ပါတယ်အနာတာဝအမီလီဒက်စကာအနာတာဝအမီလီဒက်စကာတင်ကတက္ကသိုလ်ကျောင်းသားဖြစ်ပါသလားအနာတာဝ大学生ですかあなたは大学生ですかတင်ကဂျပန်လူမျိုးဖြစ်ပါသလားあなたは日本人ですかအဲ့လိုမျိုးမြင်ရပါတယ်ဒါဆိုရင်နံပါတ်4ပတ်တန်ဖြစ်ပါတယ်၄ခုမြောက်ပတ်တန်ကတော့ပိုင်ဆိုင်မှုပြတဲ့ပတ်တန်ပဲဖြစ်ပါတယ်ဒါကတစုံတစ်ယောက်ရဲ့ပစ္စည်းပဲဖြစ်ပါတယ်အဲ့ဒါကိုဘယ်လိုပြောကြမလဲနာနီနာနီဝနာနီနာနီနောနာနီနာနီဒက်ဒါဆိုရင်ဘောပြင်ကအမီလီရဲ့ဘောပြင်ပဲဖြစ်ပါတယ်အဲ့ဒါကိုဘယ်လိုပြောကြမလဲဘောပြင်ကိုဂျပန်လိုမျိုးဖန်လို့သုံးပါတယ်ကိုရီဝအမီလီနောဖန်ဒက်ကိုရီဝအမီလီနောဖန်ဒက်လို့သုံးပါတယ်ဒီစာအုပ်ကိုသုံးတယ်မှာကိုရီဝအမီလီနောဟွန်ဒက်အဲ့လိုမျိုးသုံးပါတယ်ကိုရီကဟိုဒီပြောတဲ့သူရဲ့အနီးနားမှာရှိတဲ့ပစ္စည်းကိုသုံးပြီးတော့ဆိုရီကကြတော့ဒီနားထောင်တဲ့သူရဲ့အနီးနားမှာရှိတဲ့ဟာကိုသုံးပါတယ်ဟိုအာရီကကြတော့ပြောတဲ့သူရောနားထောင်လူနဲ့သူရောနှစ်ယောက်လုံးနဲ့ဝေးနေတဲ့နေရာမှာရှိတဲ့ပစ္စည်းကိုတော့အာရီလို့သုံးလို့ရပါတယ်ဒါဆိုရင်တော့ကိုရီဆိုရီအာရီကိုဒေချာသုံးတတ်မယ်လို့ထင်ပါတယ်ဒါဆိုရင်ဘယ်ဟာလဲဆိုတာကိုဘယ်လိုမျိုးဒူရီလို့သုံးပါတယ်ဒူရီですかဒူရီですかဆိုဘယ်ဟာပါလဲကိုရီですဆူရီですအာရီですဆိုပြီးတော့သုံးလို့ရပါတယ်နံပါတ်5ပတ်တန်ကိုသွားကြပါမယ်နံပါတ်5ပတ်တန်ကကြတော့တစ်ခုလဲပဲတစ်စုံတစ်ခုဖြစ်ပါတယ်ဆိုတဲ့အဓိပ္ပာယ်ပဲဖြစ်ပါတယ်ဒါကတော့ဂျပန်လိုမျိုးနာနီနာနီမို့နာနီနာနီဒက်ကိုသုံးပါတယ်အဲ့ဒါကတော့အကြောင်းနှစ်ကြောင်းကိုများတော့ဖြစ်သုံးလေးရှိပါတယ်ပထမဆုံးတစ်ကြောင်းကအမီလီကတက္ကသိုလ်ကျောင်းသားဖြစ်ပါတယ်အမီလီရဲ့ညီမလေးကလည်းတက္ကသိုလ်ကျောင်းသားဖြစ်ပါတယ်ဆိုရင်အမီလီは大学生です妹も大学生です
အမောင်းဆုံးစာကြောင်းမှာတော့ wow တုံးပြီးဒုတိယစာကြောင်းမှာမို့တုံးသွားပါတယ်အဲ့ဘာလို့လဲဆိုရင် Emily ကကျောင်းသားဖြစ်ပြီးတော့ဒီညီမလေးကလည်းပဲကျောင်းသားဖြစ်ပါတယ်ဒီနှစ်ကျောင်းဆက်လိုက်တဲ့သဘောမျိုးပေါ့အရှိရစကြောင်းကိုထောက်ခံတဲ့အနေနဲ့တုံးတာဖြစ်ပါတယ်အဲ့ဆိုရင် Emily က Tiger-Xeris Imoto မို့ Tiger-Xeris Emily ကပန်းလေးကြိုက်ပါတယ်ညီမလေးကလည်းပန်းလေးကြိုက်ပါတယ်ဆိုရင် Emily က Lingo က Skides Imoto မို့ Lingo က Skidesဒါဆိုရင်နံပါတ်6ပတ်တန်ကိုသွားလိုက်အောင်နံပါတ်6ပတ်တန်ကတော့တယောက်ကအသက်ဒီလောက်ပဲဖြစ်ပါတယ်ဆိုတဲ့အဓိပ္ပာယ်ပါ။အဲ့ဒါကိုတော့ဂျပန်လိုဆိုရင်nani wa nani sai des လို့သုံးပါတယ်။ sai ဆိုတာကတော့အသက်နှစ်ကိုပြောတာပဲဖြစ်ပါတယ်။ဒါဆိုရင်ထားလိုက်ပါတော့ Emily က18နှစ်လို့ပဲထားလိုက်ပါတော့။ဒါဆိုရင် Emily က18歳です။ Emily は18歳です。妹は15歳です。妹は15歳です。အဲ့ဆိုရင်တရားအသက်ဘယ်လောက်ပါလဲဆိုတော့ရင်အနာတာဝနန်ဆိုင်ですかအနာတာဝနန်ဆိုင်ですかလို့တုံးလို့ရပါတယ်ဆိုရင်တော့တစုံတရာအသက်ကိုဂျပန်လိုမျိုးမေးတတ်သွားပြီလို့ထင်ပါတယ်ဆိုရင်အနာတာဝနန်ဆိုင်ですかလို့မေးရခါကျရင်私は18歳です私は20歳です20歳ဆိုတာကတော့အသက်20ကိုပြောရမှာဖြစ်ပါတယ်私は20歳です私は22歳です私は24歳ですအဲ့လိုမျိုးဖြေလို့ရပါတယ်ဒီနေ့ဗီဒီယိုလေးကတော့မင်းတို့ညီဟိုးငေါရဲ့ lesson 1မှာပါတဲ့ grammar pattern 6ခုနဲ့ပတ်သက်ပြီးတော့သင်ကြားပေးသွားတာပဲဖြစ်ပါတယ်ဒီဗီဒီယိုနဲ့ပတ်သက်ပြီးတော့နားမလည်ရရှိရင် comment မှာမေးခဲ့လို့ရပါတယ်အမလေးတက်နိုင်ဆိုအားလုံးပြန်ပြီးဖြေကြားပေးသွားမှာပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးအဆုံးထိကြည့်ပေးကြလို့ကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာထပ်တွေ့ကြပါမယ် bye bye